ကံကံရဲ့ကျိုးလက်ခံတဲ့ဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ် responsibility ကိုပြောတာနော်ကိုလှုပ်ရင်ကိုတာဝန်ရှိသွားကောင်းရင်လည်းကိုပဲရမယ်မကောင်းရင်လည်းကိုပဲရကိုစားလိုက်တဲ့အစားအစာအစိတ်ဖြစ်ရင်ကိုခံရမယ်ကျမ်းမာစိတ်ပဲဆိုရင်ကိုဆိုင်ရမယ်ကိုနဲ့ပတ်သက်တာမှန်သမျှဒီတိုင်းပဲကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်လို့ယုံကြည်လက်ခံသူကအမှန်တရားဆိုတဲ့လမ်းကြောင်းမဟုတ်ဘူးတက်လှမ်းခြင်းပဲဖြစ်တယ်အေးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ပါဘူးကုသိုလ်ကံဆိုတာလည်းမရှိပါဘူးနောင်ဘဝဆိုတာလည်းမရှိပါဘူးဆိုတဲ့အတွေးတွေးတဲ့ပုဂ္ဂိုလ်တယောက်ဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့လွန်ခဲရင်းသွားတယ်။ဘာကြောင့်လို့ဆိုတော့ तू လုံးချင်တာလုပ်တော့မှလေကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ် तू မရွေးချယ်တော့ဘဝဆိုတာတူတူလေးပျော်အောင်နေရမယ်ဆိုတဲ့အနောက်တိုင်းကလူတွေပြောလိဆိုလို့ရှိတယ်အဲ့ဒါ life is too short enjoy yourself ပျော်ပျော်နေမယ်ဆိုတဲ့ဟာနောက်ဘဝဆိုတာမရှိဘူးမစင်စားဘူးအဲ့ဒါလို့ဆိုရင် तू လုံးချင်တာလုပ်မယ်ဆိုရင်အကောင်းလုပ်ချင်ဖို့ဆိုတာတော်တော်ခရင်တယ်မကောင်းတဲ့ပဲလုပ်ချင်မယ်ဒါကြောင့်လူတော်လူကောင်းဖြစ်ခြင်းဆိုတဲ့လမ်းကြောင်းပေါ်ရောက်ဖို့လွန်ခဲတယ်ကမ္မတက္ကတသမ္မာဒိဋ္ဌိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့တာသက်ဆိုင်နေဆိုတဲ့ခံယူချက်ရှိတဲ့ပုဂ္ဂိုလ်ဟာကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့အမြင်ကြောင့်မကောင်းတာကို तू ရှောင်တယ်မကောင်းတာဖြစ်မှ तू ကြောက်တယ်ကောင်းစားခြင်းတယ်ဒါမှမဟုတ်ကောင်းတာရွေးလုပ်တယ်ကောင်းတဲ့လမ်းကြောင်းပေါ် तू ရောက်သွားတယ်အဲ့ဒါကိုတတ်တာလို့ပြော